တိုင်းတွေစီစဉ်လဲကုန်ပြီဆိုတော့အာဘီအစ်စ်လဲလာပြီကွာโอเคအဖားတွေပါမယ်ဆိုတာသူတွားကြည့်အောင်โอเคဒါကတော့ level 1မှာရမယ့်အင်ဂျီဖြစ်တယ်ပန်းပွင့်နေနဲ့ဘောင်းမီတိုလေးနဲ့ဆိုပြောအောင်ပါโอเคဒါကတော့ helmet လည်းမဆိုးဘူးเนาะလှပါတယ်ဒါကတော့ emote ပါ level 30ကျရင်တော့ရမယ့် emote ဖြစ်ပါတယ်โอเคဒါကတော့40ကျရင်ရမယ့်အင်ဂျီငမန်းအင်ဂျီဖြစ်ပါတယ်ငမန်းတော့โอเคထပ်ပြီးတော့ကြည့်အောင်ကျွန်တော်တို့ကာ98ကျွန်တော်တို့အကန်ပါလာတာဖြစ်ပါတယ်အဂရိကန်โอเค level max ဆိုရင်ဒီလိုပုံစံမြင်ရမှာဖြစ်ပါတယ်โอเคဒါတော့ game စီပါဆိုအကန်စီတော့ယူလို့ရတယ်ဒါတော့ card skin လည်းထပ်ပါတာတွေ့ရတယ်ဒါတော့ spring up ပါကွာ spring up ကတော့1000ကျော်ထိဖွင့်နေတော့ spring up ရတယ်နော်โอเคဒါတော့ emote ပါပုံမှန် SSD ကန်နဲ့တွေ့ရတယ်နော်ထပ်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့sky air ကန်နဲ့ပါတာဖြစ်ပါတယ် sky air တော့ upgrade မဟုတ်ပါဘူးโอเคဒါကတော့ RBDA engine လေးဖြစ်ပါတယ် engine ဖြူအောင်လေးကာဝင်လေးနဲ့ကာဝင်ကိုပိတ်စာမလောက်လို့အစိမန်သူတချမ်းဖြတ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ UC တွေ diamond တွေလိုရတဲ့ဆိုရင်လည်းကျွန်တော်စီမှာလောက်ဝယ်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်